အားလုံးပဲမင်္ဂလာပါဗျဒီဗီဒီယိုဖိုင်လေးထဲမှာတော့20ရက်နေ့တနင်္လာနေ့မှာ24ရက်နေ့တောက်ကြနေ့အထိကပတ်စာအနစ်ချုပ်ကိုသူရရဲ့မူပိုင်ကနေကောင်းလေးများကိုကျွန်တော်ရဲ့မိတ်ဆွေနားလေသဘောပေါက်ရအောင်လူတို့ရှင်းပြပြပြီးတော့မှဖြစ်လို့အချိန်ရတယ်ဆိုရင်2မိနစ်အများဆုံး3မိနစ်တတာပဲတေချာအာယုံဆိုင်ကြည့်ရှုသွားပါကမိတ်ဆွေဒီတစ်ပတ်အတွက်ကနေမရသေးတဲ့ပြဿနာတခါလေးရှင်းမိတာဖြစ်သွားပါလိမ့်မယ်ကဲအချိန်စောပဲနေမိမြဲလေးစားလိုက်ရအောင်ဗျ20ရက်နေ့တနင်္လာနေ့မှာ24ရက်နေ့တောက်ကြနေ့အထိတပတ်တွဲစာရိုးနဲ့အမျက်ငွေထုတ်လူရမဲ့ပတ်သီးအခွေ break ထိစီတို့ကိုဖြစ်ပေါ်စေခဲ့တာမူတစ်ချက်ပဲရှိရဗျကဲဘယ်မူဖြစ်မလဲဆိုတာကိုကိုသူရရဲ့အမာကအရင်ကလေးကအပေးကြတဲ့မိတ်ဆွေများကမြန်မာတန်းပြီးတော့သိကြပါလိမ့်မယ်ဗျကိုသူရကိုမှစာသိကြတဲ့မိတ်ဆွေများကတော့ဘယ်မူဖြစ်မလဲဆိုတာကိုတော့သိကျင်နေကြမယ်လို့မျှော်လင့်ပါတယ်ဗျကဲဒါကတော့အရင်ဘက်ကြတာပရိနေထွက်စီကနန်းမြဖြစ်ကြတဲ့မနက်ပိုင်း3ညခွန်ညနေပိုင်း30မနက်ကျညနေအပိတ်ကနန်းတူခဲ့ခြင်းကြောင့်ဒီမူပေါ်အခြေခံပြီးတော့စာရိုဖက်သီး break အခွေထိပ်စီရရှိခဲ့ပါတယ်ထိပ်ပိတ်ကနန်းတူမူဟာလွန်ခဲ့သော6လလောက်ကကိုတူရကိုရိုင်းထုတ်ထားခဲ့တဲ့အောင်မြင်မှုရာဂိုင်နှုန်းများခဲ့တာကြောင့်လူကြိုက်များကြော်ကြားခဲ့ပါတယ်မနေ့ထက်ညနေအပိတ်ကနန်းတူပြီဆိုရင်တူသောကနန်းနှလုံးပေါင်းခြင်း3ပေါင်းလိုက်တော့ပေါင်းခြင်းရလက်3ရက်အတွင်းတနေ့လာရင်ကဗုဒ္ဓဟူ3ရက်အတွင်းဇာရုပတ်ဒီ3ညmaintain ကိုယူနီဒါမှမဟုတ်ရင်မွေးကနန်းယူနီကိုတူရထပ်ပြီးရှင်းပြပေးမယ်တူသောကနန်းမူလာကနန်းရဲ့စီနီယာကနန်း6လုံး1 2 3 4 5 6ပေါင်းရင်းရလက်3ညကို main day စီနီယာကနန်း6လုံးနဲ့တက်မယ်ဆိုရင်3ည1 3ည2 3ည3 3ည4 3ည5 3ည6ကနန်း6ဝက်ရမှာဖြစ်တယ်ဗျာနော်ဒါအပြင် main day မျိုးထိုးလိုက်နေဒါမှမဟုတ်လို့ရှိရင်ဒီ3ည1 3ည2 3ည3 3ည4 3ည5 3ည6မွေးကနန်းအနေနဲ့ထိုးလို့ရမယ်ဗျဒီမှာကိုတရားအနေနဲ့သတိပေးချင်တာတစ်ခုရှိရဲ့ဗီဒီယိုဖိုင်ရှေ့မှာဖြစ်တဲ့တကြောင်မလို့လိုတိုရှင်းလေးပဲပြောတော့ပြီးမှဖြစ်တယ်ဗျနော်စာရိုဘရိတ်ယူနီတူသောကနန်း3ညထက်ကြီးသောစီနီယာကနန်းတစ်လုံး3ညထက်ကြီးသော1ပါဝါ6 6ဘရိတ်1ဘရိတ်မိတ်3ရက်အတွင်းဒါစာရိုဘရိတ်ဖြစ်တယ်ဗျနော်စာရိုတိတ်ဖီယူနီတူသောမူလကနန်းပါဝါ9 3ညပါဝါ9 3ည5စာရိုထိတ်စီ3ညထိတ်စီမိတ်ဇာရိုအခုအပူမပါ9လုံးကိုယူနီကမနေ့ထက်ညနေပိတ်တူရောကနန်း3ညရဲ့စီနီယာကနန်း9လုံး1 2 3 4 5အပူမပါ9လုံးကိုဖြစ်ပါတယ်ဗျအခုတည်းရှေ့မှာပြောခဲ့တဲ့အတိုင်းပဲဘတ်တီဘရိတ်အခွေထိပ်စီးလေးမျိုးလုံးကိုအဲ့တုန်းခါမှချပြပေးလိုက်ကြဖြစ်လို့မိတ်ဆွေအတွက်တော့ဒီဗီဒီယိုကကြည့်ရတာထက်ကိုတန်နေဆူလာထက်ကိုပို့ပြီးတော့တန်နေပါလိမ့်မယ်လို့ယုံကြည်ပါတယ်ဗျကနန်းလေးအားလုံးတည်သွားရလို့လေမိတ်ဆွေတို့ရဲ့ကောင်းထဲမှာရှော့မသွားပါနဲ့မိတ်ဆွေအကြိုက်ဆုံးတစ်ခုကအခုသူကပြောတဲ့အထက်မှာပါနေရဆိုရင်အကြိုက်ဆုံးကိုရွေးချယ်ပြီးတော့ဇာတို့ရွေးချယ်ပြီးတော့အမျက်ရှာနိုင်ပါတယ်ဒီမှာနောက်ဆုံးကြီးတွေပြောချင်တာကတော့အခုသူကဒီ online ပေါ်မှာမိတ်ဆွေတို့တွေ့ဝါသနာရှင်မိတ်ဆွေရဲ့အကောင့်တော့တငယ်ကြီးတာမဟုတ်လို့ရှိရင်မိတ်ဆွေကောင်းဖြစ်နေဒီရှိပေးမှာဖြစ်လို့ကိုတူကတင်သမျှကိုနောက်ရက်ဒီမှာလေးထပ်ပြီးတော့တွေ့ရအောင်လို့ TikTok ကကြည့်နေကြတဲ့မိတ်ဆွေများက follow လုပ်ပြီးတော့အပေါင်းလေးမိတ်ခဲ့ပါ YouTube ကကြည့်တဲ့မိတ်ဆွေများကကိုတူရဲ့ channel ကို subscribe လုပ်ထားခဲ့ပါဗျာနော် comment မှာကိုတူကပြောသွားခဲ့တဲ့ channel လေးတွေကိုလည်းထပ်မှတ်ပြီးတော့ man လေးရေးပေးခဲ့ပါဗျာကဲနောက်ရက်ဒီမှာလည်းအကောင်းဆုံး formula movie နဲ့ထပ်မှတ်ပြီးတော့တွေ့ကြပါမယ်နောက် video မှာကိုတူရဲ့ Telegram Viber channel အနီးကပ်ဆုံး channel လေးတွေကို link ချပြီးတော့မှဖြစ်တဲ့ကြောင့်မလို့ကူပြောသွားခဲ့တဲ့ channel အကောင့်တွေကိုမဖြစ်မနေ subscribe လုပ်ထားပြီးပါဗျ။ကဲအားလုံးပဲကံကောင်းကြပါစေ။